သူမ၏ဘဝတစ်လျှောက်လုံးတည်သည့်ထက်ဆိုးရွားသောဒုက္ခများကိုရင်ဆိုင်ခဲ့ရသည့်ကောင်မလေးတစ်ယောက်အကြောင်းဤချန်တွင်လူများသည်ပင်လယ်သမုဒ္ဒရာ၏အနက်ရှိုင်းဆုံးသို့ငုပ်လျှိုးကာခရုခုံများအတွင်းမှပလဲများကိုထုတ်ယူရန်တင်တန်းပေးခံနေကြရသည်တင်တန်းသည်အလွန်အန္တရာယ်များပြီးရေငုပ်သမားအများပြားအသက်ဆုံးရှုံးခဲ့ကြသည်ကောင်မလေးသည်ဤချန်မှလွတ်မြောက်ရန်အိမ်မက်မက်နေခဲ့သည်တနေ့တွင်ချန်၏ကြီးကြပ်ရေးမှူးကအန္တရာယ်များလာသောတွန်ဝန်ကန်ပမှပလဲတစ်လုံးကိုပြန်ယူနိုင်သူအားဆုလက်များစွာပေးမည်ဟုကြေညာခဲ့သည်တွန်ဝန်ကန်သည်အသက်အန္တရာယ်ရှိသောရေနေသတ္တဝါများနေထိုင်ရာပင်လယ်အစိတ်ပိုင်းတစ်ခုဖြစ်ပြီးပလဲရှာရန်ထိုနေရာသို့သွားသူတိုင်းအသက်ရှင်လျက်ပြန်မလာဘူးပေအန္တရာယ်များတော်လဲလွတ်မြောက်ရန်အလွန်မင်းလိုလားတောင်းတနေသောရေငုပ်သမားအချို့ကထိုစိန်ခေါ်မှုကိုလက်ခံခဲ့ကြသည်ထိုရေငုပ်သမားများတွင်ကောင်မလေးတွန်ဝန်ကိုလည်းပါဝင်ပြီးလှေတစ်စင်းဖြင့်တွန်ဝန်ကန်သို့ထွက်ခွာသွားကြသည်ထိုနေရာသို့ရောက်သောအခါရေထဲသို့ခုန်